ပြန်ရတယ်မြအိုမန်တင်ကတော့ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာခြေစွမ်းခြေစားကောင်းတဲ့ပြိုင်ဘက်အသင်းလို့ဆိုရမယ်စီးရီးယားအသင်းကိုတော့ကိုပြက်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်ခါမီအက်ဆာဒီရှီကိုထပ်ပေးထားတယ်တောက်လျှောက်လိုက်နေတယ်မြခါလီဖာအလေဖြတ်ချိုးပေးထားတယ်ဘေဘီဂိုဘီမြပွဲစား9မိနစ်မှာပဲဒီဘောအသင်းပြိုင်ဘက်အသင်းကိုတော့ပေးကိုတကူစပြီးတော့ခွင့်ပြုခဲ့ရပြီဖြစ်ပါတယ်ခံစစ်ကအသင်းကောင်းဆောင်ပရာချန်အနေငယ်လောကြီးတဲ့အနေထားတစ်ခုပါပဲဒီချိန်နေမှာအိုမန်တင်စပြီးတော့အသင်းကိုတကူရရှိခဲ့ပြီဖြစ်ပါတယ်ကိုရင်းစီအရင်ပွဲစဉ်တွေကအမှားများခဲ့တဲ့လီဘောတင်ရဲ့ခံစစ်ကလည်းဒီပွဲမှာအဲ့ဒီပုံစံအတိုင်းပဲအနေငယ်လောကြီးတဲ့အရှင်းထုံးမှုတစ်ခုကနေပဲပြိုင်ဘက်အသင်းကိုတော့ပေးကိုတကူလိုက်နေခင်ဗျာကောင်းတိုက်ထားတယ်ဟိုးတယ်ခင်ဗျာဒီချိန်မှာလဲဒီဘောအသင်းရဲ့ဘိုးသမားနဲ့ခန်းစစ်တွေရဲ့ရှင်းလင်းပြတ်ထုတ်မှုတွေကမသေးစားတဲ့အတွက်ဒီဘောအသင်းရဲ့ခန်းစစ်ကတကယ်ကိုဒီနေ့မှာပုံစံစုပြတ်တနေပြီးတော့အိုမန်အသင်းကတော့ဒုတိယမြောက်ဦးဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်အားရှိလာတဲ့အခွင့်အရေးကိုတော့အိုမန်အသင်းရဲ့တိုက်စစ်မှာအသင်းရှိနေတဲ့ဂါဇာနီကဒီတော့ပုံစံမျိုးပဲအမှားတွေကိုဖြတ်ထုတ်မှုကမသေးချာပဲနဲ့အိုမန်တင်ရဲ့တိုက်စစ်ကစားသမားဂါဇာနီစီကိုတက်ပြီးသူဖြစ်ခဲ့တိုက်တယ်ကိုပြန်ပြီခင်ဗျာအိုမန်တင်ကတော့ဒီချိန်မှာတတိယမြောက်ဦးဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ခွင့်လယ်ပိုင်းရနေအသင်းရဲ့တိုက်စစ်မှာတောက်လျှောက်ဆိုသူလိုပဲတိုင်လန်ဖိအားပေးနေတဲ့အမမာရီဒီနေ့မှာတော့သူကိုယ်တိုင်တတိယမြောက်ဦးဆောင်ကိုသွင်းယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာတော့အိုမန်အသင်းကနီဘောအသင်းကို3ဂိုးမရှိနဲ့ဦးဆောင်နေနေပြီလည်းဖြစ်ပါတယ်။နီဘောအသင်းရဲ့ခန်းစစ်အားနည်းချက်တွေကိုအဓိကအသုံးချပြီးတော့အိုမန်အသင်းခွင့်ရည်တွေကိုအကောင်းဆုံးသုံးချနေခဲ့ရလည်းဖြစ်ပါတယ်။အိုမန်အသင်းရဲ့ကွင်းလယ်ပိုင်းမှာတင်းငယ်ဆုံးပုံစံနေနဲ့ကစားနေခဲ့တဲ့ခါလီဖာပဲဒီချိန်မှာလည်းဖန်တီးမှုပြုလုပ်ပေးခဲ့ရဖြစ်ပါတယ်။ခါလီမာရဲ့ဖန်တီးဖို့လည်းအမမာရီအမှားကြီးမရှိဘဲနဲ့ကောင်းတိုက်အဆုံးသက်ခဲ့ရလည်းဖြစ်ပါတယ်။အသင်းရဲ့တိုက်စစ်ကဒီနေ့ချိန်ထိအလုံးဖြစ်သေးတော့မြင်တွေ့ရအများ။ဒီဘောအသင်းရဲ့ခန်းစစ်ကပထမပိုင်းရထက်ပုံကောင်းမွန်လာတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရဖြစ်ပါတယ်။အိုမန်အသင်းလက်ရှိချိန်မှာနောက်ထပ်ဦးဆောင်ကိုရရှိဖို့အတွက်အခက်တွေ့နေတဲ့အနေအထားပဲခင်ဗျ။အိုမန်အသင်းပဲရလာတယ်။အေးရတဲ့ဘက်လိုက်မျောပေးထားသေးရဲ့အေရှန်စီပဲလက်ကန်နေကျွန်တော်တင်ဆက်နေစဉ်တွင်းမှာပဲအေရှန်စီစထောက်တာများဥဆောင်ကိုတွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ကျွန်တော်တင်ဆက်လို့မဆုံးခင်မှာပဲဒီအချိန်မှာဒီဘောအသင်းရဲ့ခန်းစလန်းကျောင်းကိုအကောင်းဆုံးသောပုံစံနေနဲ့ထိုးဖောက်ပြီးတော့ပုံမှန်အသင်းရဲ့ဒီနေ့ပွဲဆွဲလူစင်းမှာခါလီဖာပြီးရင်နောက်တစ်ခြေစွမ်းပြနေကစားသမားတယောက်ကတော့အေရှန်စီပဲဖြစ်တယ်ခင်ဗျာဒီနေ့မှာတော့သူကိုယ်တိုင်ပဲအသင်းအတွက်စထောက်တာများဥဆောင်ကိုတွင်းယူပေးသွားခဲ့ပြီဖြစ်တယ်ခင်ဗျာဒါကြောင့်မလို့ဒီကစားသမားအနေနဲ့နှစ်ပွဲဆက်ကိုသွင်းနိုင်သွားပြီလည်းဖြစ်တယ်ခင်ဗျာပြန်မော်ပေးထားတယ်အိတ်တော့ကြားတယ်ပိတ်ဖို့ကြိုးသားတယ်ဒါမဲ့လေအပိုင်အဆုံးသက်ခွင့်တော့မရခဲ့ဘူးများဆိုပရိုရှန်ဒီချိန်မှာတော့အိုမန်တင်ရဲ့ထိုးပေါင်းမှုကိုတော့အကောင်းဆုံးပြန်ပြီးတော့ဟန်တာထားနိုင်ခဲ့တယ်များစောပိုင်းကအေကန်စာနီရဲ့ကန်ချက်ကိုပြန်လည်ပြီးတော့မြင်တွေ့နေကြရတာဖြစ်ပါတယ်ဒီဘောတင်ရဲ့ခန်းစစ်ကပရာရှန်ဒီခွင့်ရေးကိုတော့အကောင်းဆုံးပြန်ပြီးတော့ဟန်တာထားနိုင်ခဲ့တယ်များဒါကြောင့်ဒီချိန်မှာလည်းအိုမန်တင်ထောက်ခံပေါ်ကန်ခွင့်ရမယ်များဒီချိန်မှာလည်းကွင်းလက်တိုင်ကနှစ်ဖက်သင်းကစားမားတွေကိုတော့သတိပေးမှုတွေပြုလုပ်နေကြရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဒီလိုဖြစ်ရမျိုးမကြာခဏဆိုလို့ကျွန်တော်မြင်တွေ့ထားခဲ့ရတယ်ဗျာအမ်ရီတောက်ကမော်မအဝေးလာအေးတော့ကြားတယ်ပြတ်ချက်ထွက်လာပိတ်ပြီဂိုးပြီမြောင်းဒီရလည်းနဲ့ပဲပွဲပြီးဖို့အတော်လေးနှီးဆက်နေတဲ့အနေအထားတစ်ခုမှာအိုမန်သင်းနောက်ထပ်သွင်းကိုတစ်ခုတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့တောင်ပန်တိုက်စစ်ပိုင်းမှာပေါ်လာခဲ့တဲ့ဟင်နရီတောက်ကမော်ကနေပြန်ရလာတဲ့အခွင့်အရေးတစ်ခုကိုအကောင်းဆုံးအဆုံးသတ်ပြီးတော့ဒီနေ့မှာနှီးဘောအသင်းအတွက်9ဂိုးမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့
ရရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီတွင်ကိုဒီရဟင်နရီလုံးဝအချိန်သားကိုက်စွာနဲ့ပဲအပိုင်နေရာယူပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်အချိန်မှာတော့သူ့ရဲ့ကန်ချက်ကိုနီပေါ်တင်ရဲ့ခန်းစစ်ကစားသမားတွေရောရှေ့ရောက်ဒီနေ့ပွဲစဉ်မှာဒါဒီရတဲ့အတိုင်းဖွဲပြီးခဲ့မယ်ဆိုရင်တော့လက်ကန်လာပြီးထပ်ပိတ်တယ်ပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုတော့အနီးကပ်ထပ်ပြီးတော့အဆုံးသတ်ခွင့်ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ထပ်မံကန်သွင်းတဲ့အဆုံးသတ်ချက်ကလည်းအိုမန်တင်ရဲ့ခန်းစစ်ကစားသမားတွေကိုတော့ကျွလွန်ထားနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီချိန်မှာတော့နီပေါ်တင်ထောက်ခံပေါ်ကန်ခွင့်ရမယ်ဗျာထောက်ခံပေါ်ပေးတာနေအဲ့ဒါတော့ကြားတယ်အိုမန်တင်ရဲ့ခန်းစစ်ကပဲခေါင်းထားခဲ့တာဖြစ်ပါတယ်ပွဲပြီးဖို့နောက်ဆုံးမိနစ်အပိုင်းခြားရတဲ့မှာနီပေါ်တင်ရဲ့တိုက်စစ်ကိုတော့ကျွန်တော်ပြန်ပြီးတော့မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီချိန်မှာတော့အသင်းပေါ်နဲ့ပြန်တွဲဖို့ကျွန်တော်စီရင်ခံတင်ဆက်နေတဲ့အချိန်တွင်းမှာပဲအိုမန်တင်နဲ့လီဘောတင်တို့ရဲ့ယူဆက်ခွန်အာရှဗလာခြေစစ်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ငါကိုမရှိနဲ့အနိုင်ရရှိပြီးတော့လက်ရှိခရုချီရဲ့ထိတ်ဆုံးနေရာကိုတက်လန်းသွားနိုင်မှာကြောင်းတင်ဆက်နေကျွန်တော်တို့ရဲ့